အော်တူရရဒီပြောရမျိုးသားဖြစ်ပြီးစက်ချရာသူကုန်းအောင်ခေတွင်စိန်ရကျော်သူဦးဝကရေးသားခဲ့ပါသည်။အော်ရတူပြောတွင်တိရှိလိုက်နိုင်ရမည်လောကဆုံးမများကိုရေးဖွဲ့ထားပါသည်။အများကြီးရွေချက်မှာလူတို့ကိုတင့်တဲ့ဂုံတက်စီသည်လိုက်နာကျင်းကြံဝယ်ရများကိုတိရှိစေရန်ဖြစ်ပါသည်။စိန်ရကျော်သူဦးဝကိုအဖဦးစီရနှင့်အမိတော်ဘူး1098ခုနှစ်တွင်အလုံးမျိုးအထက်မောင်းထောင်ရွာ၌ဖွားမြင်ခဲ့ပါသည်။စိန်ရကျော်သူဦးဝသည်ငယ်စဉ်ကပင်ကြပြားလေးကရေးသားပြုစုခြင်း၌အထူးဝါသနာထုံလာတော်ဆန္ဒဆရာတော်ဘုရားကြီးသည်ဆင်ကျော်သူဦးဝ၏ငယ်ဆရာဖြစ်ပြီးဆရာတော်ဘုရားကြီးထံတွင်တာမဏေပြုကိုဝင်ဝဲခဲ့သည်။တက္ကရာ1113ခုနှစ်15နှစ်သားအရွယ်တွင်ကျော်ဆန္ဒဆရာတော်ဘုရားကြီးစေခိုင်းချက်အရတာမဏေဘုရားမှာလူထွက်ပြီးဆင်ကျော်သူဦးဝကိုကျော်ဆန္ဒဆရာတော်ဘုရားကြီးကဟန်တာဝရီအောင်မင်းထံတွားရောက်အနှံ့သည်။စိန်ရကျော်သူဦးဝ15နှစ်သားအရွယ်တွင်ဟန်တာဝရီအောင်မင်းကရွှေတောင်ရာဇကျော်ဘွဲ့ကိုပေးအပ်မြောက်စားခဲ့ပါသည်။ဆေရကျော်သူဦးဝသည်ဟန်တာရီအောင်မင်း၏ဘာတွေးတော့သူတို့မင်းအောင်ထံတွင်သူတော်စစ်တာဝန်ထမ်းဆောင်ခဲ့ပါသည်။တောင်ဝရသား၏တောင်းပန်ချက်အရဆေရကျော်သူဦးဝသည်အသက်15နှစ်အရွယ်တွင်ကိုဝိလက္ခဏာတပ်ပုံတန်ပုံကျမ်းကိုရေးသားစီရင်ခဲ့ပါသည်။ထိုကိုဝိလက္ခဏာတပ်ပုံတန်ပုံကျမ်းတွင်ပုတ်ရည်1993ပုတ်ပါဝင်ပါသည်။ချွေတောင်ရာဇကျော်ဘွဲ့ရရှိပြီးသူဦးဝကိုအလောင်းတရားရဲ့အလုံးမြောက်စားပြီးစိန်ရကျော်သူဘွဲ့ကိုပေးရန်မြောက်စားခဲ့ပါသည်။ဦးဝ၏စောင်းမရတုအရေးသားများကိုအလောင်းမင်းကြီးကလုံနှစ်ချိုက်တော်မူသောကြောင့်စိန်ရကျော်သူဘက်ကိုပေးအပ်ခဲ့ခြင်းဖြစ်ပါသည်စိန်ရကျော်သူဦးဝသည်အလောင်းမင်းကြီးတားတော်ပဒုံမျိုးစားတတိုးမင်းလရွှေတောင်ကံပါတွင်စာဆိုတော်နှင့်အကြီးတော်ဖြစ်ခါစား၍တာဝန်ထမ်းဆောင်ခဲ့သည်စိန်ရကျော်သူဦးဝသည်တက္ကရာ1121ခုနှစ်တွင်ရာသွင်းကျော်အလင်းကားကိုရေးသား၍ပဒုံမျိုးစားတတိုးမင်းလတန်းဆက်သွင်းသည်တက္ကရာ1122ခုနှစ်တွင်ဩဝါဒတူးပြိုကိုစီရေးသားသည်စိန်ရကျော်သူဦးဝသည်ဘုံပရိဒါခက်ဖြာစင်စပွင့်စလေးချီကုန်းဝေါင်မင်္ဂလာလူတာနှင့်ပိုက်ဆောင်ရည်သူပို့ရည်များသောရေးဖွဲ့ခဲ့သည်စိန်ရကျော်သူဦးဝသည်တက္ကရာ1133ခုနှစ်အသက်35နှစ်အရွယ်တွင်ကွယ်လွန်ခဲ့ပါသည် sorry နားတော်ပေးကြရကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe နဲ့ like လုပ်ပြီး comment မှာတစ်ခုရေးခဲ့ပေးကြပါဦးခင်ဗျာ